နောက်တစ်ယောက်ကတော့ကျွန်တော်နဲ့တူတူဟောမယ်ကာတွန်းမြေစာသူကတော့ကောင်းမှာဆေးအဖြူတွေဆိုးထားပါတယ်ခင်မိပါတယ်ကျွန်တော်ကတော့အနဲ့ဆိုးထားပါတယ်ခင်မမိပါဘူးခင်မမိပါဘူးကာတွန်းမြေစာကလည်းကျွန်တော်ရဲ့စီနီယာပဲငယ်ငယ်လေးနဲ့အောင်မြင်တာမန္တလေးကထုတ်တဲ့လူထုသတင်းစာမှာမြေစာဆိုတဲ့လက်မှတ်ကလေးချစ်စရာကောင်းတယ်မြေစာသူကာတွန်းပုံနေကျွန်တော်မချစ်ဘူးသိအမြန်ကတ်တာပဲကောက်ကောက်ကွေကွေလေးတွေဘာလဲကွာမကြိုက်ဘူးတော့သူပေါ်ပြတယ်ဟာရီကကောင်းတယ်နောက်တော့ဖိုင်ရင်နဲ့အဲ့ဒီပုံလေးတွေချစ်လာတယ်သဘောကျလာတယ်သူကကာတွန်းဆိုတာရုပ်ကိုလှအောင်ဆွဲနေတာမဟုတ်ဘူးသူပြောချင်တဲ့ဟာတခုတယောချင်တာတခုဒါလေးကိုသူကပုံပေါ်အောင်ပေါ်ပြတယ်အယုတ်ကလေးကကိုစားပြုတ်ပြီးတော့ဆိုပါစို့လွယ်ကလေးပဲသူရုပ်ကလေးတွေလိုက်ဆွဲရင်လွယ်လေးတမန်တကယ်ကိုယ်လိုက်ဆွဲရင်တော့လွယ်ချင်မှလွယ်အဲ့ဒီရုပ်ကလေးတွေကိုကြည်ရင်နဲ့နောက်တော့ကျွန်တော်ချက်ခင်သဘောကျလာတယ်နောက်တော့အိုးအဲ့ဒါအတော်မြင့်နေတီထွင်မှုပါလားသူ့ရဲ့တီထွင်တတ်တဲ့ကာတွန်းကိုယ်ပိုင်အရုပ်ကလေးတွေကိုတီထွင်တတ်တဲ့မြေစာကိုလေးစားတယ်သဘောကျတယ်လွန်ခဲ့တဲ့2ရက်ကပဲကျွန်တော်တာစီမှာသွားဟောတော့ OPJ နဲ့ OPJ ကိုဒီအကြောင်းပြောပြတယ် OPJ ကပြောတယ်ဆရာသိမြင့်တာပဲသူကာတွန်းနေရှင်းမြင့်နေဆရာကျွန်တော်လည်းသိလေးစားတယ်သဘောကျတယ်လို့ပြောပါတယ်ကျွန်တော်ပြီးရင်ကိုမြေစာဟောပါလိမ့်မယ်ဒီတော့ဒီမှာလာရောက်ပြီးဟောပြောရတာနှစ်ယောက်တည်းဆိုတော့အချိန်နဲ့အာရပါရပြောလို့ရပါတယ်လာရတာလည်းအဆင်ပြေပါတယ်ကိုမြေစာကကျွန်တော်မင်္ဂလာတော်ကလာရတာသူကမြို့ထဲကလာတာဆိုတော့အရင်ရောက်မှာမင်းအရင်ဟောနေကွာသူကကားပိတ်နေတယ်ရင်ကြောကြက်တဲ့အထက်မြတ်သွားတယ်ကျွန်တော်ကဈေးကဘာမင်္ဂလာတော်လာမယ်ဈေးကဘာထွက်ပြီးတော့မြောက်တကုံဘက်ကနေအပြင်လမ်းကပတ်လာတော့အရင်ရောက်တယ်အဲ့တော့အရင်ရောက်တဲ့အတွက်ငါအရင်ဟောမယ်ကျွန်တော်အရင်ဟောခွင့်အနိုင်ကျင့်ပြီးယူလိုက်တာပါပဲအဲ့တော့ကျွန်တော်လာရတာဆင်ပြေတယ်။အိုးစာရေးဆရာဆိုတာတစ်ခါကြတော့လေမြန်ကြီးနဲ့နိုင်ငံခြားအထိသွားဟောရထက်တန်းကြပါတယ်ဘဝင်မြင့်စရာပဲတစ်ခါကြတော့လေထော်လာကြီးနဲ့လေကွင်းနဲ့ဖြတ်မောင်းသွားဖင်းလေးကိုကျင်းလို့အိုးဘဝင်ကနှိမ့်သွားပြန်ဘဝင်မြင့်လိုက်ဘဝင်နှိမ့်လိုက်နောက်တော့မြသွားတာပေါ့ဟိုးပဲရွာကလာဖိတ်တယ်ဗျရွာနာမည်ကမုံနေအချစ်လည်းမဟုတ်ပါဖြူထီအောင်တော့အဲကွန်ဘတ်စီရမယ်ဖြူကနေဟိုဘက်4မိုင်လောက်တော့ဆိုင်ကယ်စီရမယ်ဆရာဟိုးရပါတယ်4မိုင်လောက်တော့ဖြစ်ပါတယ်အဲ့တုန်းကကျွန်တော်ဒူကောင်းနေပါဒီလိုမဆိုးသေးပါရှောက်နိုင်သွားနိုင်ပါပဲကျွန်တော်တို့လိုက်သွားတယ်ဖြူရောက်တော့ဘတ်စကားပေါ်ကဆင်းဆိုင်ကယ်တွေလာကြုံနေပါတယ်စီး20လောက်ရှိပါတယ်ကျွန်တော်ဆိုင်ကယ်တစ်စီးပေါ်ခွာထိုင်မိတယ်ဆိုရင်ပဲဖြူမှရှိတဲ့မိတ်ဆွေတယောက်ကတွေ့သွားတယ်ဆရာဘယ်သွားမလို့တော့လမ်းအော်မေးတယ်မုံကိုသွားမလို့ပါဖြူကလူကသိတာပေါ့အဝေးကြီးပဲနော်တဲ့ကျွန်တော်လူလေလုတ်ပြီးပြန်ပြောလိုက်ပါမဝေးပါဘူး4မိုင်နဲ့ပါကျွန်တော်တို့က4မိုင်လို့ပြောတာကိုဖြူကလူကခေါင်းခါပြမကဘူးနော်10မိုင်ကျော်လိမ့်မယ်တကယ်ခေါ်သွားတော့14မိုင်ရှိပါတယ်10မိုင်နှုတ်ပြီး4မိုင်လို့ညာခေါ်သွားဆိုင်ကယ်စီးရတာဖင်လေးကိုကျိန်းလို့ပါကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်လေးကသေးသေးပူပူလေး
ကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကြော်လို့ကောင်းပါတယ်ရှေ့ရမြင်ခွင့်ရှင်းတာပေါ့သူ့မေးတယ်မင်းနာမည်ကဘယ်သူတော့လာလူတဲ့သူကောင်းနာမည်တစ်မျိုးလာလူကြောက်ပါအဲ့လာလူကိုငါချစ်ဦးလို့သဘောထားပြီးဒီကောင်ခါကိုကျွန်တော်တင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲ10 မိုင်လောက်စီးပြီးတော့စစ်တောင်းမြစ်ကြီးကိုရောက်အဲ့မြစ်ကဘာအတိုင်းစီးနေရတယ်ကြာကြီးပဲစစ်တောင်းမြစ်ကဘာလည်းအနဲ့ကြီးပဲအောက်ငုံကြည့်လိုက်ကြာရင်တော့သေမှာပဲကဘာလည်းဗျာကမ်းပြိုတော့အပဲ့အရွယ်ကြီးပဲဟိုပေါင်မုံကိုကြွက်ကြိုက်ထားတာနဲ့တူတယ်ညာဘက်ကရာခင်းကလေးရှိတယ်သူ့ရာခင်းတဲ့ကိုဆိုင်ကယ်တွေဖြတ်မှဆိုးလို့စုကတ်တွေနဲ့တားထားတယ်ကျွန်တော်တို့အပဲ့တွေဘေးကဝိုက်စီးနေရတယ်ကျွန်တော်ကကြောက်တယ်လာလူကိုပြောတယ်လာလူမြစ်ကြီးကလည်းပြိုလိုက်တာနော်လာလူကပြန်ပြောတယ်ဟုတ်တယ်ဆရာကြီးတအားပြိုတာပဲငါတို့ခုလိုသွားနေတော့မပြိုနိုင်ဘူးမို့လားကျွန်တော်ကြောက်လို့ပြောတာပါလာလူကပြန်ပြောတယ်အချိန်မရွေးပြိုနိုင်ပါတယ်ဟောဒီကောင်ကလည်းမလိမ်ပါဘူးလူကြီးကကြောက်လို့မေးတာအမှန်တိုင်းပြောတယ်ရင်တဖိုးဖိုးနဲ့လိုက်သွားရတယ်နောက်တစ်ယောက်ပါသေးတယ်သူ့မောင်ရုပ်ရှင်မင်းသားသူ့မောင်ဒီကောင်ကသူဆိုင်ကယ်စီးတဲ့ကောင်လေးကပိန်ပိန်ပါပါနှကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးသူတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ကပါသေးဘယ်သူတော့ဆိုတော့ချစ်ဦးမျိုးဒီကောင်ကတော့ကံမကောင်းသူဆိုင်ကယ်စီးတဲ့ကောင်ကမဲတုတ်တုတ်ကြီးသူခါဖက်လို့မရဘူးကောင်ပခုံးလေးကင်လိုက်တော့ကျွန်တော်လှမ်းကြည့်ပြီးပြုတ်ကြစရာရှိတော့ဒီကောင်ကြမှာပဲအဲ့လိုလေးတွေလည်းသွားရပါရဲ့ဒီတော့သွားရတဲ့ခီးစဉ်တွေကတော့မျိုးမျိုးပါပဲတခါတော့လေဟိုရွှေဘိုးသူကဟောပြောဝဲဖိတ်တော့အဲ့ဒီနားမှာလှတော့ဆိုတဲ့ရွာရှိတယ်73 မိုင်ဝေးတယ်ကျွန်တော်ကညနေပဲအားလို့ရွှေဘွားလူတွေကိုပြောတယ်ကျွန်တော်တို့လှတော့လိုက်ပို့ပါလားဆရာကြီးကဘာလို့ချင်လို့လဲတဲ့ဟောလှတော့သားတွေနဲ့စကားပြောကြည့်ချင်လို့ပါအဲ့လှတော့သားတွေကစကားပြောလို့ရှိရင်အလင်္ကာတွေနဲ့ပြောတယ်ရိုးရိုးမပြောဒီဥပမာအလင်္ကာနိုင်ရှင်ပြတယ်ဝင်ကဝုဒ္ဓအလင်္ကာတဲ့မပြောတကွက်ကျော်တွေ့ကဝိုက်ခါပြောတယ်အတိတ်တရားဝုဒ္ဓအလင်္ကာအကြီးကျယ်ကြီးတွေချက်ကားပြောတယ်မြမသာဂုံတူးရတဲ့ကလေးတွေသိမှာပေါ့မြမသာဂုံတူးမရလည်းသိကြမှာပါပဲကျွန်တော်ကတက္ကသိုလ်မှာမြမသာနဲ့ပွဲရတာအဲ့တော့ကျွန်တော်ကအဲ့ဒါတွေသိတယ်ဒီလာတော့သားတွေကဘယ်သွားပြီးသင်လို့တက်ပြီးသိနေတာတော့ကျွန်တော်စိတ်ထဲမှာတန်တရားရှိပါတယ်ဟုတ်ရောဟုတ်လို့လားလိုက်ပေါ်ပါတယ်ဟိုလူတွေကကျွန်တော်လာတော့သားတွေနဲ့အရှင်လက်လက်တွေ့ပြီးမေးမယ်ရောက်ပြီးလမ်းဆောင်မှာကျွန်တော်တို့ဘင်္ဂါကလေးကိုရက်တော့လာတော့သားကရွှေဘိုးစာပေဥက္ကဋ္ဌကလာတော့သားသူကလမ်းမြင်တယ်ဟုတ်ရှိမှာစူပါကတ်ဆိုင်ကလေးနဲ့ကိုကျော်မြင့်လာအောင်လမ်းခေါ်တယ်ကိုကျော်မြင့်ဆိုတဲ့လာတော့သားဆိုင်ကလေးစီးပြီးတော့ကျွန်တော်ထိုင်နေတဲ့ကာဗရင်ဘေးမှာရက်ရွှေဘိုးသားပြောတယ်ဒီမှာကွာရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လာတော့သားနဲ့စကားပြောကြည့်ချင်လို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ဆိုတဲ့လာတော့သားကျွန်တော်ကြည့်ပြီးတော့ပြောပါတယ်ရပါတယ်ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲဘာမှန်းကိုမသိလှတော့သားဗျတဲ့မပြောဘူးလေဝင်ကဝုဒ္ဓိနဲ့ပြောတယ်ဘာဖြစ်လို့တော့လို့ကျွန်တော်မေးရတယ်သူတို့လှတော့သားချင်းအဲ့လိုမေးမရှုံးဘူးသူကွက်ချော်ပြောတာမလိုက်နိုင်လို့ရှုံးတယ်
ရှုံရင်ရှုံမတတ်နိုင်ကိုမှမသိရကျွန်တော်တော့ဘာဖြစ်လို့တော့မေးဆရာကြီးစဉ်းစားကြည့်လေသွားဆရာဝန်နဲ့တွေ့ပါဇက်ကိုဖျဲမပြရဘူးလားဟောပြတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့ကျွန်တော်တို့နဲ့တွေ့ရင်လည်းကျွန်တော်တို့ကစကားပြောတဲ့ထဲမှာရည်စရာတွေပိုင်ဆရာကြီးကရည်အောင်မှာရည်ရင်ပါဇက်ကိုဖျဲပြသွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲ30လောက်ကြော်တာဗျာကျွန်တော်ပဲလိုက်နိုင်မလို့စာရေးဆရာမမီဘူးသူညံတော့ကျွန်တော်သဘောကျတယ်လာတော့သာစစ်တယ်ကွာတွေ့နေဟဲ့သူ့ကိုကျွန်တော်မိတ်ဆက်ပေးတယ်ဟိုမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီးဤကြကွေးပဲလို့အဲ့လိုလဲမိတ်ဆက်ရောဗျာလာတော့သာချက်ချင်းထွက်လာဆရာကြီးနာမည်လည်းကောင်းလိုက်လားမနဲ့လင်းလို့လက်ဖက်ဆိုင်သွားမုံမိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်အောင်ပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နဲ့ငုတ်တော့ခံလဲရကျွန်တော်သူ့ကိုချစ်တော့ကွေးကြီးလို့ခေါ်တယ်ကွေးကြီးမင်းခံလဲရလားကွာအေးခံရတယ်ကွာကိုယ့်ရဲ့သားလို့ခံရတာသဘောကျတယ်ဗျာဒါနဲ့လာဗျာလက်ဖက်ဆိုင်သွားစကားပြောလာတော့သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့လက်ဖက်တောင်းရင်စကားပြောတကယ်တော့သူတို့ပဲပြောတာပဲကျွန်တော်တို့ကနားထောင်နေရသူတို့ပြောတဲ့စကားတွေကိုနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တော့ဖြတ်မစီရဘူးစပိန်ငုတ်တူလေးနဲ့တွေ့ပေါက်သွားလိမ့်မယ်အတိတ်တရားဝုဒ္ဓိအလင်းကအောက်ပြေအောက်ရွာသွားတော့အဲ့ဒါမျက်စိကမ်းပဲကွာပြောတာနဲ့ငုံကြည့်တော့လေတံမှန်လေးတွေတန်းစီစိုက်ထားလိုက်တာအလူအိမ်မှာဖနက်တွေချွတ်ထားတာကြာနေတာပဲဥပမာလင်းကသူမြင်ဘူးတာလေးနဲ့နိုင်ခိုင်းတာလွယ်လွယ်လေးပဲအလူမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်တော့မူးမြက်ကမ်းပြီးမေးတင်နေရတယ်ဟောဘာဖြစ်လို့တော့ငချောက်ကငံလွန်းလို့ရေတားငတ်တော့ရေအိုးစင်ခဏခဏမသွားနိုင်တော့ပါဘူးမူးမြက်ကမ်းပြီးမေးတင်ပြီးအော်တိုမက်တစ်သောက်နေရတယ်ငချောက်ဘလောက်ငံတယ်လဲအတိတ်တရားဝုဒ္ဓိသူကဝင်ကားဝုဒ္ဓိလည်းဖြစ်တဲ့ငံเจ้าကိုတည်းမပြောတွယ်ဝိုက်ပြောတယ်စကားတခွန်းတည်းနဲ့အလင်က2မျိုးဖြစ်တယ်ဟိုးတော်လိုက်တာတော်တယ်လာတော့သားကခဏောင်းမင်းရိတ်မှနွားကြောင်ရင်အိတ်လူတယောက်ကဆိုင်ကယ်ပြတ်တော့ခဏောင်းမင်းရိတ်ကိုတွန်းဝင်လာဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီးထင်းလို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံမနိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ဝက်လောက်ကြတယ်ထုံနဲ့နင်းနေလာတော့သားအဲ့လိုမရထားလာပြုတ်ဆရာကြီးနွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရဆိုင်ကပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါလာတော့သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှသူများလက်မှတ်တူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချတင်းလာတော့သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆိုးရိုက်လိုက်ပြီးတာပဲတီးတဲ့ရှုပ်တာတော့မရှိတော့ပါဟောခမရတို့ကလည်းပြောတတ်လိုက်တာနော်လို့ရင်းနေရတာပဲရှောက်ကြားတွေပဲပြောတတ်သလားမိန်းမတွေရောမပြောတတ်ဘူးလားကျွန်တော်မေးတော့လာတော့သားတယောက်ကပြောရတဲ့ဘောဆရာကြီးဟာကျွန်တော်မိန်းမနဲ့ညံဖြစ်တော့ကြိတ်မောင်ပြောတာမင်းငါဘာကောင်မှတ်ငါတို့ယောက်ျားဆိုတာလေကား3တစ်စင်လူပြိုဖြစ်တယ်ကွာလို့ပြောတာကျွန်တော်မိန်းမချက်ချင်းပြန်ပြောတယ်ရှင်ကမှလေကား3တစ်စင်နေအောင်မယ်ကျမတစ်ထစ်မှဆင်းစရာမလိုအိမ်ပရင်းမောက်ကိုဖွင့်ပြီးတော့လက်ရခေါ်လိုက်အပြိုဖြစ်တယ်ဖြစ်နေတာပဲသူကဆက်ပြောသေးတယ်ဆရာကြီးရဲ့ကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေရာစားပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်နာအကောင်တွေဘယ်မှမသွားတော့ပါဘူးပရင်းမောက်ကိုစောင့်ကြည့်နေကြတာလက်ရခေါ်ရင်ပြည့်တယ်မှာ
ခင်ဗျားတို့နဲ့ပြောရလဲရှိနေရတာပဲနော်လို့လာတော့သားတယောက်ကပြောတယ်ဟုတ်တယ်ဆရာကြီးကကျွန်တော်တို့ကကိုချင်းချင်းလဲအဲ့လိုပြောပြီးတော့ရှိနေတာပဲရှိနေတော့ကျမ်းပါတယ်ဗျဆေးရုံဆေးကမ်းမလိုက်ရဘူးတဲ့ဒီလူတွေသိတယ်နော်ရဲချင်းသည်စိတ်ဖိစီးမှုတွေပျောက်တယ်ကျမ်းမာစေတယ်ဒါကိုသိတယ်အဲ့တော့ကျွန်တော်တို့စီမှာဆရာဝန်တွေပါရောက်လာမပြောဘူးခင်ဗျာဘယ်ပြောမှလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရင်းနေကြသူစီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခင်ဗျာသူရောက်ပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးတာသေသွားတယ်ခင်ဗျာဟိုဒါမျိုးကတစ်ခါတလေဖြစ်တတ်ပါတယ်တဲ့ကျွန်တော်တို့ကပြဿနာမရှိပါဘူးနောက်9ရက်လောက်နေတော့နောက်တယောက်သွားပြီးဆေးထိုးရပြန်နေဆရာကြီးရဲ့သေတာပဲခင်ဗျာဟို2ယောက်လောက်ကလည်းကာယမတော်ရင်ဇက်တိုက်ဖြစ်တတ်ပါတယ်ကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့နည်းနည်းကြောက်သွားတယ်ဗျာတလားလောက်ရှိတော့တယောက်ကသွားထိုးပြန်နေဆရာကြီးသေတာပါပဲဒါကြလည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်ဘယ်လိုတိုင်နှုံးဆိုတော့ဒီဆရာဝန်ကိုမြန်ပြောင်းရင်လည်းပြောင်းပေးပါပြောင်းမပေးနိုင်ရင်လည်းတင်ញိုင်းကုန်းကိုချဲ့ပေးပါအဲ့ဒါလှတော်သားတိုင်နဲ့နီးပါပဲတော့ထက်လူကြီးကိုလည်းညာတာတယ်နီးလည်းနှစ်သွဲတင်ပြတာကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာပြောင်းသွားတယ်ပေါ့ဆရာကြီးဟာတင်ញိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့အများကြီးပဲဗျာသူတို့အဲ့လိုတွေပြောတတ်တယ်ကျွန်တော်တို့နဲ့ပြောရင်းနဲ့ဘေးကြည့်လိုက်တော့ဟိုသစ်ပင်လေးတွေကစိတ်ဆိုးလို့လက်ခွက်ထဲမှာရေလေးတွေကဖွေးလို့ကျွန်တော်လှတော့ဆိုတော့ညာဒေသသူပြင်း6တွေ့မှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေအကုန်သဘောကျတယ်ပြုံးလို့သူတို့ရောချီးမွမ်းတာကိုလှတော့သားတယောက်ကပြောတယ်ဩဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်သုံးမှနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့ဒီလူတွေတော့ကျွန်တော်သိသဘောကျတယ်စာရေးဖို့ကောင်းတယ်စက်တောင်ရွေးချယ်မှုရှိတယ်စက်ဖလို့မပြောဘူးစက်ဖအကောင်ကြီးတယ်ခြေတော်တုတ်တယ်ရရင်မတန်ဘူးမတန်နာမဟုတ်စိတ်ပါလက်ပါသိမရှိဘူးစက်မပဲရှားနေတယ်ဒီကောင်ကစက်သုံးမှသာသမီဇောနဲ့ရင်ကလေးဖွင့်နေတင်းဆိုချတယ်အဲ့ဒါစက်ကိုသူတို့ရွေးချယ်တော်သားကျွန်တော်လည်းတော်သားသိတယ်တော်လိုက်တဲ့လူတွေအဲ့တော့စက်သုံးမှနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမေးနဲ့စပါးကလင်မဲချိုးနေတယ်သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့ဝက်လက်မြို့မတူဘူးခင်ဗျ10မိုင်လောက်ပဲဝေးတယ်သူ့ကြတော့ရေရှားတယ်ခင်ဗျအဝီစီတွင်းဆိုတဲ့အတိုင်းပဲဟိုးဒေဝရငယ်ရိပ်ပုံတူရတယ်ဝီစီရောက်သွားထွက်လာတဲ့ရေကလည်းဘာငံတယ်လဲမမေးနဲ့တို့မြုပ်တာရှာထားပြီးတော့ငံပြားကြီးချက်စရာမလိုဝက်လက်ကြတော့နှိမ့်နေကျွန်တော်သဘောကြတော့ရီးတယ်ကျွန်တော်နဲ့တူတူပါလာတဲ့ရွှေဘုကစာပေဥက္ကဋ္ဌသူကလည်းကျွန်တော်နဲ့ရောတော့ပြီးအားပါရရီးတယ်အဲ့ဒါကိုလာတော့သားတယောက်ကသတိထားမိတယ်ဆရာကြီးတဲ့အဲ့ဒီရွှေဘုသားတွေအကြောင်းလည်းပြောအောင်မယ်ဘလို့တွန့်သွားတယ်ဗျကျွန်တော်အားပေးပြောပါအဲ့ရွှေဘိုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လာတော့မော်တော်ကားကြီးနဲ့ဖြတ်သွားကြတာဆရာကြီးဘောလုံးဝဲပြီးည9နာရီလောက်ကျတော့လာတော့ဖြတ်ပြီးတော့ပြန်ရတယ်သူတို့နိုင်တဲ့ညဆိုရင်ဆရာကြီးတရွာလုံးဘယ်သူမှအိတ်လို့မရပွက်ကိုညံလို့မေးစရာမလိုပါဘူးကျွန်တော်တို့ကသိပါတယ်ရွှေဘိုသားတွေဘောလုံးနိုင်လာပြီကွာသူတို့ရှုံးနေညကြရင်တော့ဆရာကြီးဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးငြိမ်တိတ်လို့ကျွန်တော်ထင်တယ်လာတော့မရောက်ခင်တမိုင်လောက်ကလေးမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှကျွန်တော်မှန်တော့ငြိမ်လိုက်ပုံမြန်သရုပ်ပေါ်တာရွှေဘိုသားမျက်နှာပြတ်သွားတယ်အဲ့ဒါကိုလာတော့သားတယောက်ကရိပ်မိပြန်တယ်ဒီလူတွေပါတယ်ဗျလူပါတယ်ဆရာကြီးကသူများကပြောရတာပါကျွန်တော်တို့လှတော့အကောင်တွေလည်းမကောင်းပါ